Welcome to the Jay's Tales channel. အလင်းဆောင်တဲ့တတိကဲလေး Sparkle ကဲကလေးတို့ရေဟိုးရှိရှိတုန်းကတစ်ပင်ကြီးတွေအုပ်ဆိုင်နေတဲ့တောအုပ်ကြီးတစ်ခုရှိတဲ့အဲ့ဒီတောအုပ်ထဲမှာ Sparkle လို့ခေါ်တဲ့ချစ်စရာပိုးဆုံးကျူးလေးတကောင်ရှိတယ်လေ Sparkle ကတခြားပိုးဆုံးကျူးလေးတွေနဲ့မတူဘူးသူကလေအမှောင်ကိုတိတ်ကြောက်တာထူးဆန်းတယ်မလားပိုးဆုံးကျူးဖြစ်ပြီးအမှောင်ကြောက်တယ်ဆိုတော့လေညဘက်ရောက်လို့တောအုပ်ကြီးမှောင်လာပြီဆိုရင်တခြားပိုးဆုံးကျူးလေးတွေကဟိုပျော်စရာကြီးဆိုပြီးသူတို့ရဲ့ဘိုင်လေးတွေကနေမီးအောင်စုံလေးတွေလင်းပြီးပြန်ထွက်သွားကြတာဒါပေမဲ့ Sparkle လေးကတော့တရွက်အောက်မှာကြုံကြုံလေးပုံနေတတ်တယ်။အပြင်ကိုထွက်ဖို့နေနေတာသာသူ့ရဲ့အလင်းရောင်လေးကိုတောင်ထုတ်မပြရဲဘူးတဲ့။တညမှာတော့မျက်လုံးဝိုင်းဝိုင်းနဲ့ဉာဏ်ပညာကြီးမားတဲ့ဇီးကွက်ဖိုးဖိုးကြီးက Sparkle ကိုတွေ့သွားတယ်ဇီးကွက်ကြီးကလေးစားလိုဆူရှာတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးမေးလိုက်တယ်။ Hey ညီလေး Sparkle ပါလို့ဒီအမှောင်ထဲမှာတယောက်တည်းပုံနေတာလဲ Sparkle လေးကတုံတုံရင်ရင်နဲ့ဖိုးဖိုးကျွန်တော်အမှောင်ကိုကြောက်လို့ပါကျွန်တော်အလင်းရောင်လေးကလဲတေးသေးလေးဆိုတော့အမှောင်ကိုမနိုင်မှကြောက်တယ်လို့ပြန်ဖြေတာပေါ့အဲ့ဒီအခါဇီးကွက်ဖိုးဖိုးကြီးကပြုံးပြီးဒီလိုပြောလိုက်တယ် Sparkle လေးကတုံတုံရင်ရင်နဲ့ဖိုးဖိုးကျွန်တော်အမှောင်ကိုကြောက်လို့ပါကျွန်တော်အလင်းရောင်လေးကလဲတေးသေးလေးဆိုတော့အမှောင်ကိုမနိုင်မှကြောက်တယ်လို့ပြန်ဖြေတာပေါ့အဲ့ဒီအခါဇီးကွက်ဖိုးဖိုးကြီးကပြုံးပြီးဒီလိုပြောလိုက်တယ်ဒီစကားကိုကြားတော့ Sparkle လေးဟာအားတက်သွားတယ်။ငါရဲ့အလင်းရောင်ကတခြားသူတွေအတွက်လက်ဆောင်ပဲလားဆိုပြီးစဉ်းစားမိတာပေါ့။အဲ့ဒီမှာတင်သူကတတိကိုမွေးအသက်ကိုပြင်းပြင်းရှူလိုက်ပြီးအားဆိုပြီးသူ့ရဲ့တောင်ပံလေးတွေကိုဖြန့်လိုက်တဲ့အံ့ဩဖို့ကောင်းလိုက်တာကလေးတို့ရဲ့။ Sparkle ရဲ့ဘိုင်လေးစီကနေအရန်ကိုလှပပြီးတောက်ပတဲ့ရွှေရောင်အလင်းတန်းလေးထွက်လာပါလေရော။ Sparkle လေးကကောင်းကင်ဘော်ကိုပြန်တက်သွားတဲ့အခါသူ့ရဲ့အလင်းရောင်လေးဟာတခြားတငယ်ချင်းတွေရဲ့အလင်းရောင်နဲ့ပေါင်းဆက်သွားပြီးတောအုပ်ကြီးတစ်ခုလုံးကိုစိန်စီထားသလိုလင်းထိန်သွားစေတော့တာပေါ့အဲ့ဒီနေ့ကစပြီး Sparkle လေးဟာအမှောင်ကိုမကြောက်တော့ပဲတောအုပ်ကြီးရဲ့အတောက်ပစုံပိုးဆုံးကျူးလေးတစ်ကောင်ဖြစ်သွားခဲ့ပါတော့တယ်ကွယ်